မင်္ဂလာပရိသတ်တို့ရေ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာပရိသတ်တို့ကိုခေတ်သစ်ရှုံနန်လောကရဲ့ Dead Trio လို့လူငယ်တွေကြားမှာရေပန်းစားနေတဲ့ anime တွေက Hell's Paradise ရဲ့ငရဲပုံလိုမိမိုက်နေတဲ့ဇာတ်လမ်းကိုနက်နက်နဲ့မျှဝေပေးကြပါမယ်Jujutsu Kaisen ရဲ့အမောင်ပတ်ချမ်းချိန်စော်မဲရဲ့ကျန်းတဲ့မှုတွေနဲ့အတူ Hell's Paradise ကဘာလို့လူတီနဲနေရလဲဆိုတဲ့မေးခွန်းကကျွန်တော်ကိုတွေးခေါ်မိစေခဲ့ပါတယ်တကယ်တော့ဒီ Season 1ကအမိုက်စားဟိထက်ကိုပို့ပါတယ်ဇလိုင်းရဲ့နည်းနည်းမှုအလားပါနဲ့အကျန်းပမှုရောနှမှုတွေကပရိသတ်ကိုဆွဲဆောင်နိုင်တဲ့အားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာပရိသတ်တို့ကိုဒီငရဲပုံခရီးကိုလိုက်ပို့ပေးပါမယ်။ကျွန်တော်တို့ရဲ့ဇလံကအီဝါကခူရဲလို့ခေါ်တဲ့နင်ဂျာရွာကနေဆဲသလာတဲ့ဂါဘီမာရုဆိုတဲ့ဒနာရီလာလူသားသမားတစ်ယောက်နဲ့စတင်ပါတယ်။သူကလူတွေကအချီနီဂါဘီမာရုလို့ခေါ်ကြတာကဘလို့စိတ်ခံစားမှုမှမရှိတဲ့လူသက်ဆက်လို့ပဲအေးဆက်နေလို့ပါ။ဒါပေမဲ့တကယ်တမ်းကျတော့သူကသူ့ရဲ့ဇနီးကိုအယူမှုချစ်တဲ့သူတစ်ယောက်ပါ။သူ့ရဲ့နေကြရွာကစီကန်းနဲ့ရက်ဆက်မှုတွေကြားလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာဖမ်းဆီးခံရပြီးဒေတံပေးဖို့စီရင်ချက်ချခံခဲ့ရပါတယ်။ဂါဘီမာရုကတကယ်တော့တေးကျင်နေကြတာပါ။ဒါပေမဲ့ဘလို့ပဲကြိုးစားတတ်သူကမတေနိုင်မှုဖြစ်နေပါတယ်။ဒါဟာသူ့ရဲ့နေကြအတတ်ပညာရဲ့အဆင့်အမြင့်ဆုံးဖြစ်တဲ့ Fire Breathing Technique ကြောင့်ပဲလား။ဒါမှမဟုတ်ရှင်တန်ခြင်းစိတ်တစ်ခုခုသူ့အတွင်းမှာကြံနေသေးလို့ပဲလားဆိုတော့မရှင်းလင်းခဲ့ပါဘူး။ဒီလိုဒေတံပေးခံရမယ်အကျဉ်းသားကိုကယ်ဆယ်သူကတော့ယာမာရာအာဆာအင်မွန်စာကီတွေပါ။သူတို့ရဲ့မျိုးရိုးအမိဖြစ်တဲ့အာဆာအင်မွန်ဆိုတာဒေတံပေးသူတွေပါ။စာကီတွေကအမျိုးသမီးဖြစ်ပေမဲ့ဓာတ်ရည်မှာအလွန်ကျွမ်းကျင်ပြီးတန်တရားစိတ်တွေများပါတယ်။တို့မကဂါဘီမာရုကိုစိတ်ခံစားချက်မရှိတဲ့လူသက်သမားလို့ထင်ထားပေမဲ့ဂါဘီမာရုရဲ့မျက်လုံးထဲမှာသူဇနီးတဲ့ကိုချစ်တဲ့စိတ်ကိုမြင်လိုက်ရတဲ့အခါသူမရဲ့တရားမျှတမှုစိတ်ကပြောင်းလဲသွားပါတယ်။ဂါဘီမာရုလိုအကျဉ်းသားတွေကိုအသက်ရှင်စေရှာခိုင်းတဲ့နေရာကရှင်ဆဲလို့ခေါ်တဲ့ကျွန်းမှာအဲဒီကျွန်းကိုလူအများပြားသွားခဲ့ကြပြီးဘယ်သူမှအသက်ရှင်လက်မပြန်လာခဲ့ပါဘူး။ပြန်လာသူတဦးရဲ့ပုံစံကလည်းလူသားလို့မခေါ်နိုင်တော့တဲ့ပန်းလိုဖြစ်နေတဲ့ပုံစံပါ။ဒီတုန်းကငရဲပုံပဲဆိုတော့အားလုံးသိနေကြပေမဲ့ဂါဘီမာရုအတွက်တော့သူဇနီးတဲ့ကိုပြန်တွေ့နိုင်မဲ့နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ကျွန်းပေါ်ကိုဂါဘီမာရုနဲ့ဆာကီရိုအပါအဝင်အစွမ်းစာမျိုးမျိုးရှိတဲ့အကျဉ်းသားနဲ့အာဆာအင်းမွန်တွဲဘက်တွေရောက်လာပါတယ်။သူတို့ထဲမှာအာဆာချိုဘဲနဲ့သူ့ညီတိုမာယူဇိုရီဟာနဲ့စန်တာပြီးတော့ထန်ဆာနဲ့ဂျက်ကာတို့လည်းပါဝင်ပါတယ်။ကျွန်းပေါ်မှာတွေ့ရတာကတော့ဒိုရှိလို့ခေါ်တဲ့အုံနောက်မရှိတဲ့ဘန်ဘလူးတွေပြီးတော့အလားတရားနဲ့ကြောင်မဖွယ်ရကိုရောဆက်ထားတဲ့မြေခွင်းတွေပါပဲ။ဂါဘီမာရုတို့စုံတွေကကြီးမားတဲ့ဘန်ဘလူးတစ်ကောင်ကိုနင်ဂျာတက်ပညာနဲ့မီရှိုတိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပါတယ်။ထန်ဆန်နတ်ဆိုးမိမလျာများပေါ်လာခြင်းဇလန်ရဲ့အလဲပြောင်းကတော့တန်ဆန်လို့ခေါ်တဲ့အဓိကဗီလိန်များပေါ်ထွက်လာခြင်းပါပဲ။အစာချိုဘဲတို့ညီကိုစုံတွေကပန်းနဲ့အတူရောက်လာတဲ့ဟူီကုန်းလို့ခေါ်တဲ့တန်ဆန်တုံးနဲ့ရင်ဆိုင်ရပါတယ်။တန်ဆန်တွေကသူတို့ကိုသူတို့လူသားတွေရဲ့စိတ်ကူးတွေကနတ်ဖျားတွေဖြစ်တင်စားပြီးသူတို့ရဲ့ခန္ဓာကိုယ်ကအမျိုးသားနဲ့အမျိုးသမီးပုံစံကိုချက်ချင်းပြောင်းလဲနိုင်တာကိုပြသခဲ့ပါတယ်။ဒီထောင်လို့ခေါ်တဲ့စွမ်းအင်ကိုထိန်းချုပ်ထားတဲ့တန်ဆန်တွေကမသိနိုင်ဘူးလို့ထင်ရပါတယ်။ချိုဘဲကသူ့ရဲ့ရက်ဆက်ကျန်းတဲ့ဗီဇာအတိုင်းတန်ဆန်ကိုအနိုင်ယူဖို့ကြိုးစားခဲ့ပေမဲ့တန်ဆန်ရဲ့ပြန်ဖြစ်တဲ့နိုင်ဆောင်ကတကယ်ကိုကြောက်စရာပါ။တန်ဆန်ကချိုဘဲနဲ့သူ့ညီကိုရေရင်းတွင်နဲ့ကိုပြစ်ချလိုက်ပါတယ်။အဲဒီရေရင်းကထာဝီရဲ့အရင်မြစ်ဖြစ်ပြီးလူအသက်ကိုဆုပ်ယူပြီးအသက်ရှင်စေးဖြစ်ပြောင်းလဲပေးတယ်ဆိုတဲ့လျှို့ဝှက်ချက်ကိုဒိုမာကတည်ရှိလိုက်ရပါတယ်။ထာဝရအသက်ဆိုတာလူသားများရဲ့စတေးမှုပေါ်မှာတည်ဆောက်ထားတဲ့ဆိုတာကိုသိလိုက်ရတော့ဒိုမာကသူ့အကိုကိုကယ်ဖို့အသေးအတန်ကြိုးစားပါတယ်။သူရဲကောင်းထန်စား၏အနစ်နာခံမှုတန်သားကသူရဲ့အစာအင်းမွန်ဆရာရှီရွန်ကိုအလွန်လေးစားချစ်ခင်သူပါသူတို့နှစ်ဦးရဲ့တွဲဘက်ဖြစ်ခရီးစဉ်ကတခြားသူတွေနဲ့မတူဘဲရိုးသားပြီးစိတ်ခံစားမှုပိုရှိခဲ့ပါတယ်တန်သားကသူ့ဆရာရဲ့အကူအညီနဲ့တန်ဆန်ကိုတိုက်ခိုက်ရင်းသူတို့ရဲ့ပြန်ဖြစ်သည့်နိုင်စွမ်းကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်တန်ဆာရဲ့ဆရာဖြစ်သူရှီရွန်ရောက်လာပြီးတန်ဆန်ရဲ့ဦးခေါင်းကိုဖျက်ထောက်နိုင်ခဲ့ပေမဲ့တန်ဆန်ကခန္ဓာကိုယ်ပြန်ဖြစ်တည်ရင်းလိုက်မိခဲ့ပြီးရှီရွန်ရဲ့လယ်ပင်ကိုထိခိုက်စေခဲ့ပါတယ်ဓာရင်းနဲ့လက်သီးတိုက်ပွဲတန်ဆန်ကသူ့ဆရာကိုကာကွယ်ရင်းနဲ့တန်ဆန်နဲ့မျက်နှာချင်းဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့တန်ဆန်ကတိုက်ပွဲတစ်ခုတည်းနဲ့တန်ဆာရဲ့လှုပ်ရှားမှုတွေကိုကျင်သားရသွားပြီးတန်ဆာကိုလွယ်လွယ်ကူကူရှောင်းတိုင်းကတံပြန်တိုက်ခိုက်ခဲ့ပါတယ်။တန်ဆန်ကတနက်နဲ့လာတာကိုဓာတ်နဲ့မရှင်းနဲ့ဆိုတဲ့စကားလိုပဲတာအိုစွမ်းအင်ကိုလက်ချောင်းတွေမှာစူးစီးပြီးတန်ဆာကို၄ပေါက်ဖောက်ကဒဏ်ရာပြင်းထန်စွာပေးလိုက်ပါတယ်။တန်ဆာဟာတေလူမျောပါဖြစ်နေပေမဲ့သူနောက်ဆုံးလုပ်ချင်တာကသူ့ဆရာနဲ့အဖွဲသားတွေထွက်ပြေးဖို့အချိန်ရအောင်လုပ်ပေးချင်တာပါ။သူဟာသူ့ကိုယ်သူအားတင်းပြီးရှေယိုနီဖြစ်တဲ့လက်သီးနဲ့တိုက်ခိုက်ခဲ့ပါတယ်။သူတန်းဆန်းကိုမြေပေါ်လဲကြောင်ရိုက်ချနိုင်ခဲ့ပြီးအပေါ်ကနေဝုန်းနိုင်ကျဲချခဲ့ပါတယ်။ဒါပေမဲ့တန်းဆန်းကသူ့ဘိုက်ကိုပြန်လဲထိုးပေါက်လိုက်တဲ့အခါတန်သားရဲ့ခရီးလမ်းဆုံးခဲ့ရပါတယ်။တန်သားရဲ့သူရဲကောင်းဆန်တဲ့နင်နာခံမှုကစာဂီရီကိုစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုတွေပေးခဲ့ပြီးဒီကျုံးပေါ်မှာသူတို့ဘာအတွက်တိုက်ခိုက်နေရသလဲဆိုတဲ့ရည်ရွယ်ချက်ကိုပို့ပြီးနက်နက်နဲ့ခံစားသွားစေပါတယ်။သူဟာရှီရွန်ကိုရှင်သန်မှုအခွင့်အရေးပေးခဲ့တဲ့တကယ့်သူရဲကောင်းပါပဲ။တန်ဆန်ရဲ့အဖြစ်ဆိုးတွေဖြစ်ပွားနေတော့ဂါဘီမာရုကဂိုရုလို့ခေါ်တဲ့ကလေးမလေးနောက်ကိုလိုက်ရင်တန်ဆန်ရဲ့ဗဟိုချက်ဖြစ်တဲ့ဟိုရိုင်းကိုရောက်လာခဲ့ပါတယ်။အဲဒီမှာတာအိုစွမ်းအင်ကိုထိန်းချုပ်တဲ့မူရန်လို့ခေါ်တဲ့တန်ဆန်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဂါဘီမာရုကတိုက်ခိုက်မှုတွေစတင်ချိန်မှာသူရဲ့နင်ဂျာတက်ပညာနဲ့မူရန်ရဲ့လက်ကောက်ဝင်းနဲ့လေဘင်းကိုကန်ချက်တစ်ခုတည်းနဲ့ဂျိုးပစ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြန်ဖြစ်တည်လာတော့မှဂါဘီမာရုကသူ့ရဲ့နင်ဂျာမီစွမ်းအင်ကိုသုံးပြီးမူရန်ကိုမီးရှို့ပစ်ခဲ့ပါတယ်။
ဒါပေမဲ့မိုးရန်ကမီးလောင်ရာတွေကိုရှုံလို့ခွာချနိုင်တဲ့အခါဂါဘီမာတို့တကယ်ပဲကြောက်ရွံ့သွားရပါတယ်။ဒီတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတော့ဂါဘီမာတို့ကသူ့ရဲ့အတွင်းစိတ်ကိုအာရုံစိုက်ပြီးထာအိုလို့ခေါ်တဲ့စွမ်းအင်ရဲ့နေရာမှာကိုစတင်သဘောပေါက်လာပါတယ်။ထာအိုဆိုတာအသက်ရှင်သမျှတရားတိုင်းမှာရှိတဲ့အတွင်းစွမ်းအင်ဖြစ်ပြီးသူကမိုးတိုင်းရဲ့ထာအိုစီးဆင်းမှုကိုမြင်နိုင်လာခဲ့ပါတယ်။ဂါဘီမာတို့ကထာအိုစွမ်းအင်ကိုသူ့ရဲ့ကံချက်ထဲမှာစုစည်းပြီးမိုးတိုင်းရဲ့ဒန်ဒီယန်လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့ဗဟိုချက်ကိုတိုက်ခိုက်လိုက်တဲ့အခါတကယ်ထိခိုက်မှုဖြစ်သွားခဲ့ပါတယ်။ဒါဟာထန်းဆန်းတွေကမတင်နိုင်တဲ့နတ်ဖျားတွေမဟုတ်ဘူး။သူတို့ရဲ့ထာအိုစီးဆင်းမှုကိုနှောက်ယှက်ပြီးဗဟိုချက်ကိုတိုက်ခိုက်နိုင်ရင်တန်နိုင်တယ်ဆိုတဲ့အတိတ်ပဲပါပဲ။ဘလူးအသွင်ပြောင်းလဲခြင်းဒါပေမဲ့ဂါဘီမာတို့ကမိုးရန်ကိုအနာယူပြီးပြီလို့ထင်လိုက်တဲ့အချိန်မှာမိုးရန်ကထိုင်လန့်စရာဘန်ဘလူးကြီးတစ်ကောင်ဖြစ်အသွင်ပြောင်းလဲသွားပါတယ်။ဒီဘလူးကပေ30ကနေ50လောက်မြင်ပါပြီးဂါဘီမာတို့ရဲ့ထာအိုစွမ်းအားနဲ့တော့ရှင်လို့မရတဲ့အနေအထားကိုရောက်သွားခဲ့ရပါတယ်။သူကမိုးရန်ရဲ့ဖန်ဆုပ်တာကိုခံရပြီးအသက်လူခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဂိုလူကလေးမလေးကထာအိုကိုအသုံးပြုပြီးဘူပေါင်းကာကွယ်မှုဖန်တီးကဂါဘီမာတို့ကိုဘေးကင်းရာစီထွက်ပြေးဖို့ကူညီပေးခဲ့ပါတယ်။ဂါဘီမာတို့ပျောက်ဆုံးသွားပြီးနောက်အစာအဲမွန်တွေဖြစ်တဲ့ဖူဂျီနဲ့အန်ဂိုတို့အပါအဝင်အဖွဲ့ကဟော်ရိုင်းရဲ့ရွှေရောင်တကားဘွားကိုရောက်လာခဲ့ပါတယ်။သူတို့ကနောက်ထပ်တန်းဆန်းတုံးနဲ့ရင်ဆိုင်ရပါတယ်။ဒီတန်းဆန်းကရုရဲ့ဦးခေါင်းကိုရရဆက်ဆက်ဖျက်တောက်လိုက်တာကတိုက်ပွဲရဲ့အကြမ်းဖက်မှုဆင့်ကိုမြင့်တင်လိုက်ပါတယ်။ဖူဂျီကအလွန်တော်လက်ပြီးထာအိုကိုထိန်းချုပ်တဲ့ပညာကိုအလွယ်တကူသင်ယူနိုင်စွမ်းရှိသူပါ။သူနဲ့အန်ဂိုတို့ကတန်းဆန်းကိုအနိုင်ယူဖို့စွန့်စားတိုက်ခိုက်ခဲ့ကြပါတယ်။ဖူဂျီရဲ့ British Who Britain လို့ခေါ်တဲ့တိုက်ခိုက်မှုနည်းပညာကတန်းဆန်းရဲ့ခန္ဓာကိုယ်မှာပြန်မဖြစ်တည်တိုင်းတဲ့ထိခိုက်မှုကိုပေးနိုင်ခဲ့ပါတယ်။ဒါဟာတန်းဆန်းကိုအနိုင်ယူဖို့နီလန်ရှာတွေ့ပြီးဆိုတဲ့အတိတ်ပဲပါပဲ။ 5 Pro ရဲ့အနစ်နာခံမှုဒါပေမဲ့တန်းဆန်းတွေကပြင်းထန်တဲ့ဒဏ်ရာရရှိချိန်မှာအသွင်ပြောင်းတက်ကြပါတယ်။တန်းဆန်းကဘန်ဘလူးဖြစ်ပြောင်းလဲကပြန်လည်တိုက်ခိုက်ချိန်မှာ5 Pro ကအန်ကိုကိုကာကွယ်ရင်းနဲ့တန်းဆန်းရဲ့တာဝိုစွမ်းရည်နဲ့ထိတွေ့မိသွားပါတယ်။သူရဲ့ခန္ဓာကိုယ်မှာပန်းတွေစတင်ပေါက်လာပြီးတော့သူကတေလူမျောပါဖြစ်သွားပါတယ်။သူကအန်ကိုပေါ်ထားတဲ့သူ့ရဲ့တိတ်တဆိတ်ချစ်စိတ်ကြောင့်ပဲအသက်ကိုစတေးခဲ့ရတာပါ။ဒီလိုနာကျင်ဝေအဖြစ်အပျက်တွေကြားကနေဖူဂျီအန်ကိုနဲ့အဖွဲ့ကစူပေါင်းတိုက်ခိုက်မှုနဲ့တန်းဆန်းကိုနောက်ဆုံးတော့အနိုင်ယူနိုင်ခဲ့ကြပါတယ်။တန်းဆန်းရဲ့ခန္ဓာကိုယ်ကိုဓာတ်နဲ့လှီးပြက်ပြီးသူပြန်မဖြစ်တည်နိုင်အောင်လုပ်ပစ်ခဲ့ကြပါတယ်။ Hesperida ရဲ့ပထမစီစဉ်ကတော့ဒီနေရာမှာပဲအဆုံးသတ်ပါတယ်။ဂါဘီမာတို့ကထာအိုစွမ်းရည်နဲ့တမ်ဆန်းတွေကိုအနိုင်ယူနိုင်မဲ့လျှို့ဝှက်ချက်ကိုရှာဖွေတွေ့ရှိခဲ့ပြီးတမ်ဆာတို့လိုသူရဲကောင်းတွေရဲ့အနစ်နာခံမှုကအဖွဲသားတွေကိုရှေ့ဆက်ဖို့ခွန်အားပေးခဲ့ပါပြီ။ဒါပေမဲ့ကျုံရဲ့အလဲဘဟုကဘန်ဘလူးကြီးတွေနဲ့တမ်ဆန်းတွေကသူတို့ရဲ့လမ်းကိုပိတ်ဆို့နေသေးပါ။စီဇန်2မှာဂါဘီမာတို့အဖွဲ့ကသူတို့ရဲ့ထာအိုစွမ်းအားကိုဘယ်လိုမျိုးပုံမထိအောင်အသုံးပြုမလဲ။အသက်ရှင်လေးကိုဘယ်လိုရှာဖွေမလဲ။သူတို့အားလုံးအသက်ရှင်လျက်ဒီငရဲပုံကနေပြန်လာနိုင်မလားဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုကြရမှာပါ။နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးစိတ်လို့ရှားစရာဇာတ်လမ်းတွေကိုရှာဖွေပြီးပရိသတ်တို့စီကိုပြန်လာခဲ့ပါမယ်။အားလုံးပဲဘိုင်ဘိုင်ပါ။